အပြန်လှန်ယုံကြည်မှုတည်ဆောက်နေတာကိုစစ်ကောင်စီကစပြီးတော့ချိုးဖောက်တယ်အဲ့ဒါကြောင့် NCA ဆိုပြီးတော့နိုင်ငံရေးဆွေးနွေးပွဲဆိုတာနောက်ပြန်လှည့်သွားတယ်အဲ့ဒါကတရားခံကတော့စစ်ကောင်စီပါပဲဟုတ်ကဲ့ကျွန်တော်တို့ကဒီစစ်တပ်ကအာဏာသိမ်းပြီးတော့နောက်တနေ့မှာပဲကျွန်တော်တို့ statement တစ်စောင်ထုတ်လိုက်တယ်အဲ့ဒီ statement အနှစ်ကတော့ကျွန်တော်တို့က2015မှာအပြစ်ခရဆေးလုပ်ပြီးတော့နိုင်ငံရေးစပွဲဝိုင်းကိုတက်တယ်အဲ့ဒီနိုင်ငံရေးစပွဲဝိုင်းမှာ NCA ရဲ့မူပေါင်းထဲမှာတစ်ဖက်အကြားယုံကြည်မှုတည်ဆောက်ရင်းနဲ့ကျွန်တော်တို့ထောင်စင်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိဖို့ဆိုပြီးတော့မှယုံကြည်မှုတည်ဆောက်ရင်းနဲ့နိုင်ငံရေးဆွေးနွေးပွဲကိုလုပ်မယ်အဲ့ဒီမှာနိုင်ငံရေးဆွေးနွေးပွဲမှာကျွန်တော်တို့ဒီအစုအဖွဲ့9ခုနဲ့ကျွန်တော်တို့ဆွေးနွေးနေတာဖြစ်တယ်စစ်ကောင်စီကအာဏာသိမ်းလိုက်တော့ရင်အဲ့ဒါလေးတစုံလုံးကိုသူကဖျက်သိမ်းလိုက်တယ်လို့ပြောမှာသူတို့စစ်တပ်ပဲကြံတော့တယ်ဆိုတော့နိုင်ငံရေးဆွေးနွေးပွဲဆိုတာကသူတို့ကချိုးဖောက်လိုက်တယ်အပြန်လှန်ယုံကြည်မှုတည်ဆောက်နေတာကိုစစ်ကောင်စီကအဲ့ဒီမှာသူကစပြီးတော့ချိုးဖောက်တယ်အဲ့ဒါကြောင့် NCA ဆိုပြီးတော့နိုင်ငံရေးဆွေးနွေးပွဲဆိုတာနောက်ပြန်လှည့်သွားတယ်အဲ့ဒါကတရားခံကတော့စစ်ကောင်စီပါပဲအဲ့ဒီကလေးကယုံကြည်မှုဆိုတာကျွန်တော်တို့မှအင်မတန်မှရှော့ပါသွားတယ်အဲ့ဒါနဲ့တစ်စက်တည်းမှာပဲဒီຫນွေဦးတော်လှန်ရေးကနေဖြစ်တည်လာတဲ့ပြည်သူတော်လှန်ရေးရဲ့အတိအပွင့်ဆိုတဲ့ဒီចောင်းသားလူငယ်တွေ CD မတ်တွေတို့ကပျောက်ကျစစ်တင်တန်းဆိုတာကျွန်တော်တို့ CNA ထဲမှာရေပေါင်း20တင်တန်းလာပြီးတော့တယောက်ကြတယ်အဲ့ဒီချင်းတောင်ထဲမကပါဘူးဒီမြေပြန်စကိုင်းမကွေးထီကမကွေးအထီအဲ့ဒီလိုလာပြီးတော့လောက်ကြတယ်အဲ့ဒါတော်လှန်ရေးအစရဲ့ကျွန်တော်တို့ရဲ့ဟိုပြင်ဆင်မှုပေါ့လောက်ကြတယ်အဲ့လိုပြီးတော့မှကျွန်တော်တို့ကဒီနေ့အနေထားကြည့်လိုက်ရင်ဒေတာကာကိုရတပ်ဖွဲ့တွေဖြစ်ကျွန်တော်တို့ဖြစ်တူမီမှဒီကျွန်တော်တို့မောင်းပြန်အထစ်ကိုအဲ့ဒီလိုမျိုးကျွန်တော်တို့တိုက်ပွဲဆင်နွှဲလာနိုင်တဲ့အနေအထားဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်စစ်ကောင်စီလက်အောက်မှာကျွန်တော်တို့ဆက်နေရင်ကျွန်တော်တို့ရဲ့အနာကတွေးရစရာမရှိတော့ဘူးအနာကမှောင်နေတယ်အဲ့ဒီခံယူချက်အဲ့ဒါကြောင့်မြန်မာနိုင်ငံရေးမှာစစ်တပ်အမြဲတမ်းဆုတ်ခွာရေးလုံးဝမပါရင်ရေးအဲ့ဒီပြီးကမှကျွန်တော်တို့ချင်းလူမျိုးတွေလူချင်းနေတဲ့ Federal Democracy ပထောင်စုဆိုတာရရှိတော့မယ်အဲ့ဒီခံယူချက်ကြောင့်ကျွန်တော်တို့ကဒီနေ့အထိဒေတာကာကိုရေးတပ်ဖွဲ့တွေနဲ့အတူကျွန်တော်တို့တိုက်ပွဲဝင်နေတာဖြစ်တဲ့လုံငန်းရန်တရားလေပတ်ပုံကဟိုးအရင်နှစ်ကရခင်စစ်အာဏာသိမ်းတုန်းကဒီတပ်ပြဟောင်းဒီကိုသူကဒီအတိုင်းပဲလိုက်လာတယ်ကပ္ပတိုးတက်နေတဲ့ကပ္ပခေရစီကြောင်းမြန်မာနိုင်ငံရေးရဲ့ ID တိုးတက်မှုကအစပြီးတော့သူဒီမိုကရေစီဆိုပြီးတော့2008ဖွဲ့စည်းပုံအရဖြစ်တည်လာတဲ့ဒီမိုကရေစီအောက်မှာပြည်သူကလွတ်လပ်ခွင့်အနေအချင်းရလာတယ်ပြီးတော့ဈေးကွက်စီးပွားရေးစနစ်ဆိုတာတွေဖြစ်လာတော့ရင်နိုင်ငံတော်ဘတ်ဂျက်ဆိုတာတွေကရခင်တပါတီအာဏာရှင်လက်ထက်တုန်းကမဟုတ်ဘဲနဲ့ဒီဘတ်ဂျက်တွေကပြည်သူလူထုစီမှာအများကြီးရောက်သွားခဲ့တယ်အဲ့ဒါကိုမချင့်ပဲနဲ့စီရေးအားကိုနဲ့ပြီးတော့သူရဲ့ရခင်သူတို့ရဲ့ဆရာဒီချက်အာဏာသိမ်းတုန်းကနေမြေအေးချမ်းရေးနိုင်ငံတော်ဘလို့ထိန်းချုပ်မလဲဆိုတဲ့တပ်ပြဟောင်းကြီးနဲ့သူကကင်လှုပ်တော့တခုမှအကောင့်ထဲမဖော်နိုင်ခဲ့တာယနေ့ထိပါပဲအခုလောလကမ္ဘာနိုင်ငံရေးခင်းချင်းမှာဒီစစ်ကောင်စီကိုစောရှူလက်ခံတဲ့နိုင်ငံအဖွဲ့အစည်းဆိုတာမရှိသေးပါဘူးအဲ့လိုပဲပြောရမှာပဲတစ်ဖက်မှာဒီ NUCC NUG ဒါက2020မှာအနိုင်ရတဲ့ဒီ NLD ဦးဆောင်တဲ့ပါတီပေါ့သူတို့က NUCC နဲ့ NUG ရဲ့နိုင်ငံရေးတုံ့ပြန်မှုကရခင်1990တုန်းကပုံစံနဲ့မတူဘူးသူတို့ကအစိုးရဆိုပြီးတော့မှအစိုးရမှာရှစ်သိန်းရှစ်ထိုက်တဲ့ဒီကာကိုရေးဆိုတဲ့ကိစ္စပါသူကဖွဲ့စည်းလာတယ်တစ်ဖက်မှာအာဏာသိမ်းပြီးတော့နောက်ပိုင်းဒီစန္ဒပြမှုတွေ
လက်နဲ့ကင်အဖွဲ့အစည်းတွေဖြစ်တည်လာတာဒီဟာကျွန်တော်တို့တိုင်းသားလက်နဲ့ကင်ဒီကြီးမဟုတ်တော့ပဲပြည်သူတရက်လုံးပါဝင်တဲ့ຫນွေဦးတော်လှန်ရေးကဖြစ်တည်လာတယ်တော်လှန်ရေးကြီးဖြစ်သွားတယ်ဆိုတော့ဘယ်နေရာမဆိုသူကသူ့ရဲ့လုပ်ငန်းရန်တဲ့ကတခုမှအကောင့်ထဲမပေါ်ခဲ့ဘူးလောလောလတ်ခုစီးပွားရေးနလန်ထူပြီးပြန်လေဥမို့ရေးနေဆိုးမှုရေးတို့နေငင်းချမ်းရေးတို့နိုင်ငံရေးတွဲဆုံဆွေးနွေးပွဲတို့ပြီးတော့နောက်မှာအဲ့ဒီလိုလုပ်ပြီးတော့နောက်နှစ်မှာ2023ဩဂတ်မှာအထွေထွေရွေးကောက်ပွဲအဲ့ဒီလိုနဲ့လုပ်ဖို့ပြင်ဆင်တယ်အဲ့ဒီအထွေထွေရွေးကောက်ပွဲကအချိုးကျကိုစားပြုစနေဆိုတာဖြစ်လာပြန်တယ်ဆိုတော့အခုလောလောလတ်သူလုပ်တဲ့ဟာကနိုင်ငံတကာမှာအတိအမှပြုမှုရရှိအောင်ပြီးတော့သူ့ရဲ့နိုင်ငံရေးထွက်ပေါက်အနေနဲ့ဒီ PDF တွေ CDF တွေအဲ့ဒီမှာရှိနေတဲ့နေရာအလုံးသူတို့ကိုဖြိုချရေးအဲ့ဒီလိုဖြိုချနိုင်ဖို့တိုင်းသားလက်နက်ကင်တွေကိုငင်းချမ်းရေးနိုင်ငံရေးဆွေးနွေးပွဲဆိုပြီးတော့ထိမ့်မယ်အဲ့ဒီကြားထဲမှာဒေသကာကွယ်ရေးတပ်ဖွဲ့တွေကိုဖြိုမယ်အဲ့ဒီမှာနေမြေငင်းချမ်းရေးလုပ်မယ်နေမြေတည်ငြိမ်ပြီးဆိုပြီးခါမှာရွေးကောက်ပွဲလုပ်မယ်အဲ့ဒါသူ့ရဲ့ plan ပေါ့ဘယ်လိုဖြစ်ဖြစ်သူကသူ့အာဏာဆက်လက်တည်မြဲရေးနိုင်ငံတကာအတိအမှပြုမှုရရှိရေးသူ့ရဲ့နိုင်ငံရေးထွေးပေါက်တစ်ခုအဖြစ်2023ဩဂတ်မှာအထွေထွေရွေးကောက်ပွဲဆိုတာသူကလုပ်ဖို့တာဆူနေတာဖြစ်တယ်မဖြစ်မနေလုပ်ဆိုတော့ဒီပြည်တွင်းထဲမှာပြည်တွင်းစစ်ကပို့ပြီးတော့ပြင်းထန်လာမယ်လို့တော့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဒါပေမဲ့အဲ့ဒါသူကဘယ်လောက်ထိလုံနိုင်မလဲဆိုတဲ့နေရာမှာဒီတစ်ခါຫນွေဦးတော်လှန်ရေးဆိုတာရခင်ကဖြစ်လာခဲ့တဲ့တော်လှန်ရေးလူထုအုံကြွမှုနဲ့စာရင်အခုကတော့တတိုင်းတပြည်လုံးတောင်ပေါ်မြေပြန့်မချာအားလုံးပါဝင်တဲ့တော်လှန်ရေးကြီးဖြစ်တယ်အဲ့ဒီပမာဏကမတူတော့ဆိုတော့အဲ့ဒါကြောင့်ဒီ2023ဩဂတ်လကအကောင့်ထဲပေါ်နိုင်မယ်မဟုတ်ဘူးလို့ကျွန်တော်တို့ကတော့သုံးသပ်ရှင်းတယ်အကောင့်ထဲပေါ်ဒီဘက်ထား PR စနစ်ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံရေးမှာစစ်တပ်အာဏာထာဝရတည်မြဲရေးပါပဲတစ်ဖက်မှာစစ်တပ်ကပြည်သူကိုရာသက်ပံကြုံပြုတ်ရေးပါပဲအဲ့ဒါကပြည်သူလူထုကလုံးဝနားလေသဘောပေါက်သွားတယ်ပြီးတော့ကျွန်တော်တို့တိုင်းသားလက်နက်ကင်တွေလည်းအဲ့ဒါလိုပဲသဘောပေါက်တယ်ဆိုတော့ဒီတစ်ခါတော်လှန်ရေးကကျွန်တော်တို့အတွက်နောက်ဆုံးတိုက်ပွဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အခင်းအကျင်းကတော့ဒီစစ်ကောင်စီကဒီနိုင်ငံတို့ကို first state ကျဆုံးနိုင်ငံကိုတွန်းပို့နေတယ်အဲ့ဒီလိုပဲကျွန်တော်သုံးသပ်ချင်ပါတယ်